video လေးမှာတော့ကျူရှင်ဖွင့်လေးပြပြမှာပါဒါဆိုရင်ကျူရှင်ဖွင့်လေးပြပြပါမယ်ဒီနားမှာပဲဖွင့်လိုက်တော့မယ်ပေါ့နော်အဲ့ဒီနားမှာဖွင့်လာတော့ကြားလိုက်ဒီအောင်နဲ့ဒါဆိုရင်ဒီလိုမျိုးပေါ်လာတဲ့ပုံမှာနော် okay ဒီရှယ်မှာဒီအလေးရှိရဲ့ဒါမဲ့ဒီမှာတော့တခါလေးနဲ့ဆက်ဆိုလို့ရှိနေမလားဒါဆိုရင်ခဏလေးရင်ဒီရတယ်လို့ဒီကနေ့ခဏထည့်ရအောင်လေဒီကနေ့ခဏထည့်ရအောင်ပြီးပါပြီဆိုရင်ဒီမှာလည်းအမေကဒီချစ်တော့ဖို့ခေါ်လို့ပါတော့ဒီပါလေဒီရှယ်စီတဲ့ပြီးရှင်ဒီဘက်မှာပေါ့နော်ကိုချစ်တင်နေကိုစတူပုံမှန်ပဲဒီရတဲ့ပြီးဟာခေးပြရတော့ဒီရခုနကတပည့်လုံးထားဖို့ဒီရလေးတွေကိုထားပြီးလို့ရပါတယ်ဟေးအဲ့လိုပြီးဆိုရင်ဟုတ်တယ်တကယ်စားပါမယ်ကျောင်းသားရှင်တော့ရှင်
စီစာလုံးကြီးခိုင်းပြမယ်ပေါ့စာစီစာကုန်းကိုခြိလိုက်ပါပုံရပြသွားလို့ရှင်းโอเคသာပြီးစာစီစာကုန်းကိုရလိုက်ဒီအချောင်းကိုပြောင်းလို့ရတယ်ပဲပါတယ်နော်emoji လေးကိုကြိုက်တာလေးထည့်လို့ရပါတယ်โอเคပြီးရင်ကိုကနည်းနည်းရေးခိုင်းပါနဲ့ဘိုင်ဘိုင်လို့လုပ်တဲ့ပုံပြီးဆိုရင်ရှာပါပြီဘာလို့မရောင်လည်းပြောင်းလို့မရဘူးအဲ့မှာရောင်ကြမယ်အဲ့မှာအဆိုင်အောင်လေရှင်းနေရှင်းရောင်နဲ့